阿姐啊，老姑的阿姑你啦，讲这样吧，伢姑那表表的那东西，那套东西就就是啊，到做到人家那家里看嘛，咁样个得对起了，脑袋也来没的，嗯，OK，老姑听不呗，阿姑你啦。ခင်ဗျားမိသားစုကိုဒုက္ခပေးနေတာနဲ့အတူတူပဲဖုန်းပုတ်ပြီးအချိန်ဖြုံးနေသည်ခင်ဗျားရဲ့ကြံဘက်တွေကခင်ဗျားထက်9နှစ်စာတာသွားပြီအခုမဆူဆောင်ရင်9နှစ်နေရင်ခင်ဗျားတောင်းပန်တိုးရှိုးနေရလိုက်ကျမရေးကိုပြစ်ထားတာကကိုဖြည်းဖြည်းချင်းတတ်နေတာပဲနေရမကောင်းပါအတော့မကြတဲ့ပဝေးချာအခုရှက်တွက်ခဲ့မဟုတ်ရင်ခမများလဲသူတို့လိုပဲအတော့မကြတဲ့သူဖြစ်သွားလိုက်ဒီပညာ AI ကိုအတော့မချတတ်ရင်ခမများအလုံးပြုတ်ဖို့သိချတယ်ဝေချေးစုယုံနဲ့မရှမ်းတော့ဘူးရှင်ဒီမြုံနဲ့မှုမသိရင်ခမများငွေတွေစက်ကူဖြစ်သွားလိုက်ချမ်းမရေးအခုစင်ချင်မလား9နှစ်နေစေးရုံမှာပတ်စံသွားလို့မလားနောင်ဒဆိုတာအတမထွက်ပဲခမများကိုတတ်မဲရပဲအခုပြောင်းလဲမလားနောက်9နှစ်မှငိုမလားတကယ်ပြောင်းလဲချင်တဲ့သူတွေပဲ follow လုပ်ထားပါ why follow ခိုင်းတော့ဒီကောက်ညီဆိုရဲကောက်ကြည့်လိုက်ချာသေးဦးပဲဖွင့်လာတာအမဲမိုက်တယ်နော်တန်ကီ why အကြည့်လား okay မဲဟိုဘယ်သူမှမပြောပြတဲ့လှုပ်ဝက်ချက်များညီတဲ့မဲ9နာရီ9နာရီအလောက်ကတထေးကိုပဲရှမ်းသာစမင်းကိုမင်းရှမ်းသာချီ okay မင်းကိုမင်းချမ်းသာချီညဘက်ပါလုပ်နေလဲမင်းရဲ့ပုံမှန်အလောက်ကမင်းကိုဘိုင်းဝါယုံပဲပေးနိုင်လိုက်ဒါပေမဲ့မင်းရဲ့စမစတဲ့အပူအလောက်ကသာမင်းကိုလွတ်လပ်ခွင့်ပေးနိုင်မှာပါညဘက်မှာကိစ္စနေမလား social media မှာသူများအောင်မြင်မှုကိုထိုင်ကြည့်နေမလားဒါမှမဟုတ်ကိုယ့်ရဲ့အနာဂတ်အတွက် skate ကိုတင်မလားရွေးချယ်မှုကမင်းလက်ထဲမှာရှိန်ဖြုံးနေတာရပ်ပြီးအခုပဲစတင်လိုက်တာအိမ်မရှိတဲ့သူကအိတ်ရှိန်ကိုရှော့အိမ်မရှိတဲ့သူကတော့အိတ်ရှိန်ကိုတော့မင်းကရောဘယ်လိုလူမျိုးလဲအလုပ်စီလို့ပြင်မနဲ့ဆိုရင်အကြောင်းပြချက်ရဲ့မင်းရဲ့အောင်မြင်ကိုလဲလဲမဖြစ်လိုက်နဲ့သူများခိုင်းတာလုပ်နေတဲ့အချိန်ရှင်းလားဟုတ်ပြီကိုယ်ပိုင်အတွက်အချိန်ပေးတဲ့ချိန်question 9ဒီနေ့ညစာပြီး Netflix ကြည့်မယ်စာကိစ္စမယ်အစာပတ်စံရှာနိုင်မဲ့လမ်းစာကိုရှာပါဒီနေ့ပြင်မှန်းတာကနောင်ခါပရင်လိုနေရဖို့ပတ်စံဘလို့ရှာပါပြောပြကြပါဦးပြောပြကြပါဦးပြီးတော့ကြည့်တော့
ကဲလာအော်ဒီမှာ AI နဲ့ဖတ် AI နဲ့လောက်ထားတာယူ AI နဲ့လောက်ထားတာအဲ့ဒါရခိုင်တော့ကားအလကားပေးလေယူကြတော့မီအထင်းနဲ့လက်တွေ့ဘဝပြဿနာတွေကပြီးစင်းလုံးနေပြီတကယ်ပဲအလကားပေးတော့တဝက်လောက်ကမယူတော့ဘူးပေါ့ဒါဆိုငွေပေးဝယ်ရမယ်ဆိုရင်ဝယ်ချပါမလားဟုတ်ပါတယ်ကျွန်တော်တို့စာအုပ်မဖတ်ဖြစ်တော့ပါဘူးစာအုပ်တွေဘာကြောင့်မဖတ်လဲ social media ကြောင့်စာအုပ်ဖတ်မှတိုးတက်မှာစောင်းအောင်ဘလို့ကြည့်မယ်တော့အဲ့လိုမြန်နေတော့ငါဘလို့ကြည့်ရလောက်ပြီးမှမကြည့်ဒီစာကိုဖတ်တဲ့သူတိုင်းသိလာလိမ့်မယ်စွန်စားပါမကြောက်ပါနဲ့နံပါတ်1ဝါဆိုတာခီးတစ်ခုပါလောင်းတွေကိုစွန့်ပြီးခီးသက်ရှာပါနံပါတ်2စိတ်ကောမှုတွေကိုရင်ဆိုင်မှာအဲ့ဒါမှကိုယ့်ရဲ့စွမ်းစားကိုသိရမယ်နံပါတ်3ချောက်ချစိတ်ကိုကြော်လွှားပြီးအသက်ဆန်းတွေကိုစူးစမ်းချပွေပါနံပါတ်4လုံခြုံတဲ့နေမြေကနေထွက်ခွာပြီးလောကကြီးရဲ့အလားတရားတွေကိုမြင်ပါနံပါတ်5ဘဒ္ဒရစဖြစ်ရတွေသင်ခန်းစာလေးပါအမှားလုပ်ရပါအောင်မြင်မှုတရားတတိရှိတဲ့ပရမဆုံးခြေလမ်းကနေစတာသင်ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့အခွင့်အရေးကိုဖန်တီးလိုက်ပါစောစားခံနိုင်ကသင်ကိုပို့ပြီးပြည့်စုံတဲ့လူတွေဖြစ်လာစေလိမ့်မယ်နံပါတ်9နောက်ကြောင်းပြန်လဲမကြည့်ပဲရှေ့ဆက်သွားဖို့ဆုံးဖြတ်ပါ10ဒီနေ့ကတင်းရဲ့စွန်စားကအသက်ကိုစတင်ဖို့အကောင်းဆုံးနေ့ပဲချက်စာပေရှိတူโอเคဒါလေးရမစို့ကျွန်တော်အခုဗီဒီယိုကိုပြန်စတာပါဒီနေ့ကကျွန်တော်ရဲ့စွန်စားကအသက်စတင်ဖို့အကောင်းဆုံးနေ့ပါပဲ